အစ္စရေးနိုင်ငံအတွက်သူတို့လုပ်တယ်လို့ဆိုပြီးနိုင်ငံသားတို့ကိုစက်တင်ဘာလ9ရက်နေ့မှာအီရန်အစိုးရကကြိုးပမ်းကွပ်မျက်လိုက်ပါတယ်။ဘာဘက်ရှာပါစီ44နှစ်ဟာယူကရိန်းနိုင်ငံအတွက်စစ်ကူတိုက်ပေးဖို့ Microsoft Word စာစီစာရိုက် software ကိုသုံးပြီးယူကရိန်းသမ္မတဇလန်စကီထံစာရေးသားဆက်သွယ်ခဲ့ပြီးနောက်ဖန်ခံခဲ့ရတာဖြစ်တယ်လို့သတင်းများကဖော်ပြပါတယ်။ဒီလို software တွေသုံးစွဲရအောင်သူ့ကိုအစ္စရေးကတင်ပေးခဲ့တာဖြစ်တယ်။နိုင်ငံတွေကလျှို့ဝှက်သတင်းအချက်အလက်တွေနဲ့လုံခြုံရေးအခြေအနေတွေကိုအစ္စရေးထောက်လှမ်းရေးအဖွဲ့ Mossad ကိုရောင်းစားခဲ့တာလို့အီရန်အာဏာပိုင်တွေကဆွဆွဲပါတယ်။ဘာဘက်ကိုမတရားညှဉ်းပန်းနှိပ်စက်ပြီးအတင်းအကျပ်ဖြောင်းကျက်ပြီးဝန်ခံခိုင်းခဲ့တာဖြစ်တယ်လို့နော်ဝေးနိုင်ငံအော်စလိုခြေဆိုင်အီရန်လူခွင့်ရေးစောင့်ကြည့်အဖွဲ့ကပြောပါတယ်။ယခုနှစ်ဇွန်လတွင်အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့12ရက်စစ်ပွဲလွန်ကာလတွေမှာအီရန်အစိုးရအမေရိကန်ထောက်လှမ်းရေးအေဂျင်စီ CIA ပြည်ထောင်ထောက်လှမ်းရေးအဖွဲ့ MI6 Mossad ထောက်လှမ်းရေးအဖွဲ့တို့နဲ့ဆက်ဆက်ပွဲသူတို့တွေကိုရှာဖွေဖော်ထုတ်ဖမ်းဆီးတာတွေအပူတပြင်းနှုတ်ဆောင်လာခဲ့ပါတယ်။စစ်ပွဲနဲ့ဆက်လက်ပြီးသူတွေလို့ယူဆရပွဲနိုင်ငံသားရှိဦးကိုလည်းအီရန်ကကြိုးပေးကွပ်မျက်ခဲ့ကြောင်းသိရှိရပါတယ်